တင်တို့ဘဝကိုတကယ်ထိန်းချုပ်နိုင်သည်ဟုမကြသေးမီကခံစားမှုပါသလားယနေ့တွင်ကျွန်ုပ်တို့သည်မမြင်ရသောအရာမလက်တစ်ချောင်းဖြင့်လှုပ်ရှားနေသလိုခံစားရသည်ကမ္ဘာစီးပွားရေးချက်လက်များကကျွန်ုပ်တို့၏အိမ်ချင်းနှုံးကိုဆုံးဖြတ်ပြီးအစိုးရမူဝါဒတစ်ခုတည်းကကျွန်ုပ်တို့၏ကလေးများ၏ပညာရေးဥတီချက်တစ်ခုလုံးကိုပြောင်းလဲပြနိုင်သည်အလွန်ကြီးမားသောစနစ်အတွင်းကျွန်ုပ်တို့သည်မကြာခဏဒေတာပိုင်းစသို့မဟုတ်နံပါတ်1လက်မှတ်ကိုင်ဆောင်ထားသောနိုင်ငံသားတဲ့လိုခံစားရသည်နှစ်ထောင်နှစ်ခန့်ကဂျူရီယာဒေတာခံများလည်းအတူတူပင်ခံစားခဲ့ကြသည်မာရီယာကိုဝန်ဆောင်နောက်ဆုံးအဆင့်တွင်ရှိနေခြင်းရောမေကယ်အမိန့်ကြောင့်ရောတက်နှင့်မာရီယာတို့ပတ်တလင်မျိုးတို့ခီးထွက်ရသည့်အလွန်အားနည်းချက်ကိုစိတ်ကူးကြည့်ပါသို့သောယနေ့ကျမ်းစာသည်အန်တာဝယ်ပြောင်းပြန်လည်မှုကိုဖော်ပြသည်ထိုမဟာအာဏာ၏လှုပ်ရှားမှုများပင်လျင်ကလေးငယ်တစ်ပါးအတွက်ဖျားသခင်၏တိကျသောစီစဉ်၏အစိတ်အပိုင်းဖြစ်ခဲ့သည်လူကာနှင့်တသုံးကိုကြည့်ပါထိုကာလ၌အကေအောဩဂုတ်တကရောမေကယ်ပလက်လင်တစ်ခုလုံး၌လူဦးရေစရင်ကောက်ရန်အမိန့်ထုတ်သည်လူပေါင်းတို့သည်မိမျိုးတို့တွားရောက်၍အမိစရင်ပေးကြသည်အမိစရင်ပေးခြင်းအေဂျာအေဂျေစကားနည်းစေခဲ့ဟူသောဂရီစကားလုံးသည်မှတ်တမ်းတင်ခြင်းသို့မဟုတ်စရင်သွင်းခြင်းဟုဆိုလိုသည်ရောမအင်ပါယာသည်လူများကိုဒေတာကဲ့သို့မှတ်တမ်းတင်ခဲ့သည်အခွန်ကောက်ရန်နှင့်စစ်သားစုဆောင်ရန်အတွက်ဖြစ်သည်ဩဂုတ်တအတွက်ဤသည်မှာအင်ပါယာအာဏာပြသရန်ပုံမှန်မူဝါဒသာဖြစ်သည်သို့သောထိုမိန့်ကိုယ်တိုင်ကရောတက်နှင့်မာရီယာကိုနာဇရက်မှဘက်တလင်သို့ရှေ့ပြောင်းစေခဲ့၏ယေရှုသည်အတိအကျဖြစ်တဲ့နေရာ၌မွေးဖွားခဲ့သည်ဤသည်မှာတိုက်ဆိုင်မှုလုံးမဟုတ်ပါရာစုနှစ်များစွာကြိုတင်၍ပရောဖက်မိခါဟောကြားခဲ့သည်သို့သောတင်ဘက်တလင်ဖျားတာတင့်ထံမှငါအတွက်တရေလကိုအုပ်စိုးမိသူထွက်လာလိမ့်မည်ဖျားသခင်သည်ကမ္ဘာအင်အားကြီးဆုံးအေကေယော၏အမိန့်ကိုမိမိပရောဖက်ပြုချက်ပြည့်စုံရန်ရိုးရှင်းသောကိရိယာဖြင့်အသုံးပြုခဲ့သည်ကမ္ဘာပေါ်တွင်အကြီးဆုံးအာဏာဟုထင်ရသောအရာသည်ဖျားသခင်၏လက်တော်တွင်ပဟေဒီတစ်ပိုင်းသာဖြစ်သည်ကျွန်ုပ်တို့၏ဘဝများလည်းအတူတူပင်ဖြစ်သည်အလုတ်ခွင်တွင်ပြန်လည်ဖွဲ့စည်းမှုရှိသောအခါမမျှော်လင့်ထားသောမူဝါဒများကကျွန်ုပ်တို့၏အစီအစဉ်များကိုပျက်စီးစေသောအခါသို့မဟုတ်ကျန်းမာရေးပြဿနာများကအရာအလုံးကိုရပ်တန့်စေသောအခါဤအရာကကျွန်ုပ်နှင့်ဘာကြောင့်ဖြစ်ပျက်ရသနည်းဟုမေးတတ်ကြသည်သို့သောထိုရှုပ်ထွေးမှုအတွင်းစီကံရှိသည်ဖျားသခင်သည်တင်၏ဘဝ၏ကြီးမားသောပုံရိပ်ကိုမြင်တော်မူပြီးမမြင်ရသောချီးမြှင့်များဖြင့်အရာအလုံးကိုရက်လုံနေတော်မူသည်ထိုပုံရိပ်၏ဗဟိုချက်တွင်ယေရှုရှိသည်ရောမလူဦးရေစရင်သည်ယေရှု၏မွေးဖွားခြင်းအတွက်ကိရိယာဖြစ်ခဲ့သည်နှင့်အညီတင်၏ဘဝတွင်ဒုက္ခများသည်တင့်ကိုထိုသခင်နှင့်တွေ့ဆုံစေပြီးဖျားသခင်ကိုသိစေနိုင်သည်အကယ်၍တင်သည်ယေရှုကိုမတွေ့ဘူးသေးတာကယနေ့သည်အစပြုနိုင်သည်ယေရှုသည်ပတ်တလင်တွင်မွေးဖွားသောကလေးငယ်တသက်များမဟုတ်ကျွန်ုပ်တို့၏အဖြစ်အတွက်ကားတိုင်ပေါ်တွင်အသေးခံပြီးရှင်ပြန်ထမြောက်တော်မူသောဖျားသခင်၏သားတော်ဖြစ်သည်ထိုသခင်ကိုယုံကြည်ခြင်းဖြင့်ရှုပ်ထွေးမှုအလယ်နအမှန်တကယ်ငြိမ်သက်ခြင်းနှင့်အတိတ်ပဲကိုတွေ့ရှိရသည်ဖျားသခင်သည်တင့်ကိုစနစ်ထဲတွင်နံပါတ်1ခုအဖြစ်မမြင်တော်မူပါမည်ဖြင့်ခေါ်တော်မူပြီးထာဝရအစီအစဉ်တွင်ထည့်သွင်းတော်မူသည်ယနေ့တင်၏ဘဝတွင်ဤပြောင်းပြန်လည်မှုကိုလက်ခံမည်လောယေရှုဘက်သို့ခြေလန်းတလန်းသာလမ်းမှာထိုတလန်းသည်တင်၏ဘဝ၏အကြီးဆုံးအလှည့်အပြောင်းဖြစ်လိမ့်မည်